ချိန်တိုအတွင်း25ရက်အတွင်း10ပေါင်နဲ့15ပေါင်ကျချင်တဲ့သူတွေအတွက်ဆိုရင်တော့သင့်လျော်ပါတယ်။မင်္ဂလာပါရှင်။ဒေါက်တာကတော့ Cherry K စိတ်ခမ်းမှာ Senior Professional Aesthetic ဒေါက်တာ Flora ခိုင်ဖြစ်ပါတယ်ရှင်။ဒီနေ့ကတော့ပေါ့ပါလေးနဲ့ဝေးချလို့ရမယ် Weight Loss Program အကြောင်းလေးကိုဒေါက်တာက sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒေါက်တာတို့စီမှာတော့ Weight Loss Program က Easy Weight Loss Program နဲ့ Speedy Weight Loss Program ဆိုပြီးတော့နှစ်ခုရှိပါတယ်။ Easy Weight Loss Program ကဘယ်သူတွေနဲ့သင့်လျော်လဲဆိုတော့စိတ်ခမ်းကိုနေ့တိုင်းမလာနိုင်တဲ့သူတွေအလုပ်များတဲ့သူတွေ schedule များတဲ့သူတွေအတွက်သင့်လျော်ပါတယ်။တစ်ပတ်တစ်ခါစိတ်ခမ်းလာရုံနဲ့6ပတ်အတွင်းပေါ့နော်10ပေါင်ကနေ15ပေါင်အတွင်းကြာသွားခြင်းတဲ့သူတွေအတွက်ဆိုရင်တော့ Easy Weight Loss Program ကသင့်လျော်ပါတယ်။ Speedy Weight Loss Program နဲ့သင့်လျော်တဲ့သူတွေကြတော့အချိန်တိုအတွင်း25ရက်အတွင်း10ပေါင်နဲ့15ပေါင်ကျချင်တဲ့သူတွေအတွက်ဆိုရင်တော့သင့်လျော်ပါတယ်။ Speedy Weight Loss Program ကတော့စိတ်ခမ်းကိုနေ့တိုင်းလာဖို့လိုပါတယ်။ Easy Weight Loss Program နဲ့ Speedy Weight Loss Program join နေတဲ့အခါမှာခန္ဓာကိုယ်ထဲမှာသူကအစာစားခြင်းစိတ်ကို short ချပေးလိုက်တယ်ပေါ့နော်။ပြီးတော့ပုံမှန်ဆိုရင်တစ်ရက်ကိုမနက်စာနေ့လယ်စာညစာ3နက်စာတော့မှကိုကဘိုက်ပြည့်ရပေါ့ဒီ program နဲ့ join နေတဲ့အတွင်းမှာတော့အစာပမာဏအနည်းငယ်စားရုံနဲ့ပြည့်တင်တဲ့ခန်းစားချက်ကိုရတယ်။ဘိုက်လည်းခဏမစားဘူး။အဲ့လိုနေအားဖြင့်ကျမရင်းနဲ့ညီညွတ်စွာနဲ့ပေါ့ခန္ဓာကိုယ်မှာရှိနေတဲ့အဆီဓာတ်တွေကို short ချပေးတယ်။ကိုယ့်ရဲ့တစ်နေ့တာအတွင်းမှာစားသုံးရမယ့် calorie intake ကို short ချပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်တိုအတွင်းမှာ10ပေါင်ကနေ15ပေါင်ကျအောင်လို့ဒီ program နဲ့ join ပြီးတော့ခန္ဓာကိုယ်လေးချိန်ကို short ချလို့ရပါတယ်။ဒီ Easy Weight Loss Program နဲ့ Speedy Weight Loss Program ကို join နေတဲ့အချိန်အတွင်းမှာလည်းကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်တရက်တာအတွင်းလိုအပ်တဲ့ calorie intake ကိုစားသုံးမှုကလည်းလိုအပ်တယ်။အဲ့ဒီအတွက်ကြောင့်ဒေါက်တာတို့ကစိတ်ခမ်းမှာကိုယ့်ရဲ့ခန္ဓာကိုယ်အလေးချိန်ကိုယ့်ရဲ့ခန္ဓာကိုယ် measurement အတိုင်းအတာတွေအကုန်လုံးကိုယူထားတယ်။ဒါတွေအကုန်လုံးကိုစီစစ်တွက်ချက်ပြီးတော့မှတရက်တာအတွင်းစားသုံးရမယ် calorie intake ကိုဒေါက်တာတို့ကတွက်ချက်ပြီးရဒီ calorie intake နဲ့ညီမျှတဲ့ meal box တွေကိုလည်းခုနကဒေါက်တာပြောသွားတဲ့ Easy Weight Loss Program မှာကော Speedy Weight Loss Program မှာနှစ်ခုလုံးမှာထည့်သွင်းပေးထားပါတယ်ဒီ program နှစ်ခုနဲ့ပတ်သက်ပြီးတော့စောင်းရန်ရှောင်းရန်အချက်2ချက်ရှိပါတယ်။စောင်းရမယ့်အချက်တွေကတော့တရက်ကိုရေ2လီတာနဲ့3လီတာနေ့တိုင်းပုံမှန်တောက်ကမယ်။ exercise workout လုပ်ဖို့ကလည်းအရေးကြီးပါတယ်။ဒီ program join တဲ့အချိန်အတွင်းမှာတော့အစီတက်ကျအောင်မှာဖြစ်တယ်။ကိုယ့်ရဲ့ muscle ကိုလည်းကိုက break လုပ်ထားနိုင်တော့မှခန္ဓာကိုယ်ရဲ့ metabolism rate ကတရက်တာအတွင်းလိုအပ်တဲ့ metabolism rate အတိုင်းရှိနေမှာဖြစ်တဲ့အတွက်ကြောင့် exercise workout လုပ်ဖို့အတွက်ကလည်းအရေးပါတဲ့ကဏ္ဍမှာပါပါတယ်။ရှောင်ရမယ့်အချက်တွေကတော့အဆီတက်စေရဲ့အစားအစာကယ်လိုရီများတဲ့အစားအစာတွေကိုရှောင်ရမယ်။ချိုးတဲ့အစားအစာတွေစီကြော်စားစားတာတွေအချိုရည်တောက်တာတွေ gas ပါတဲ့အချိုရည်ပေါ့နော်ဒါတွေကတောက်သုံးလို့မရဘူး။အကိုရောတောက်သုံးခြင်းကလည်းရှောင်ကျဉ်ရမယ့်အချက်တွေမှာပါပါတယ်။ Easy Weight Loss Program, Speedy Weight Loss Program နဲ့မသင့်လျော်တဲ့သူတွေကတော့စီးချိုရောဂါရှိတဲ့သူတွေlevel နဲ့ပတ်သက်ပြီး level ကြီးရောဂါဖြစ်ပူတဲ့သူတွေကိုဝင်ဆောင်မိခင်နိုးတိုင်းမိခင်တွေနဲ့တော့မသင့်လျော်ပါဘူး Easy Weight Loss Program ဒီ Speedy Weight Loss Program နဲ့ပတ်သက်ပြီးတော့အသေးစိတ်ထပ်ပြီးတော့သိချင်တာရှိလို့ရှိရင်စိတ်ခမ်းမှာဒေါက်တာတို့နဲ့လာရောက်ဆွေးနွေးလို့ရသလို patient chat box ကနေပြီးတော့လည်းမေးမြန်းလို့ရပါတယ်နောက်ဗီဒီယိုတွေမှာလည်းဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်ပြီးတော့တွေ့ကြမယ်နော်